သာသနာတော်အတွက်အများနဲ့မတူပဲသာသနာပြုပေးခဲ့တဲ့အလက်ချောင်းကျေးရွာကအမျိုးသမီးကြီးသာသနာပြုတယ်ဆိုတော့သာသနာအကျိုးကိုတည်ဖို့ဆောင်ရွက်ပြီးသာသနာတော်ပြန်ပွားအောင်စီမံကြိုးပမ်းတဲ့လုပ်ရတစ်ခုပါပဲသာသနာပြုတာကအများအဖြစ်တော့သာသနာပေါင်းအတွင်းကဆရာတော်တန်ဃာတော်တွေများကြတယ်လို့ထင်တတ်ကြပေမဲ့အလက်ချောင်းကျေးရွာကအမျိုးသမီးကြီးတယောက်ကတော့သူနည်းသူဟန်နဲ့သာသနာပြုခဲ့တာပါဒါကတော့ရွာမှာရှိနေတဲ့ရှင်ပြုရဟန်းခံမလုံနိုင်တဲ့ကလေးငယ်တွေကိုအလူပွဲကြီးကျင်းပကသင်္ကန်းစီးပေးခဲ့တာပါပဲရှင်အပါ300ကျော်ကိုတူးတဲ့အလူတာယီကမှအဖြစ်ခံယူကအလူပွဲကြီးကိုချင်းငိတ်တဲ့ကျင်းပပေးခဲ့တာပါအလူပွဲကြီးရဲ့ကြီးကျယ်ခမ်းနားမှုကဘလောက်ထိကြီးမားသလဲဆိုရင်တော့ကြီးမြင့်နိုင်တစ်ဖက်ကအလက်ချောင်းကြီးရွာကအလူမကြီးဒေါခင်ခင်ထွေးရဲ့အလူဆိုရင်တနိုင်ငံလုံးမသိတဲ့သူမရှိတဲ့အထိပါပဲရွာတွေကငွေချင်းအင်အားမတက်နိုင်တဲ့ရှင်လောင်းတွေကိုငွေသိန်းထောင်ချီကျော်အကုန်ချခံပြီးသင်္ကန်းစီးပေးခဲ့ရုံတင်မကပဲအလူမကြီးဒေါခင်ခင်ထွေးကကိုရင်လေးတွေကိုသင်္ကန်းစီးနေတဲ့ကာလအတွင်းငွေကျပ်2000ကိုထောက်ပံ့ပေးတာဖြစ်ပါတယ်သာသနာပေါင်းမှာပြောရင်ပြောသလောက်နေ့စဉ်နေ့တိုင်းမိဘတွေစီကို2000ကျပ်ထောက်ပံ့ပေးသွားအောင်မှာဖြစ်လို့တသက်လုံးသာသနာပေါင်းမှာပျော်မွေ့မယ်ဆိုရင်လေတသက်လုံးစာထောက်ပံ့ပေးသွားအောင်မှာပါဒါကသာသနာတော်အတွင်းရှင်သာမဏေပြန်ပွားရေးသာသနာပြုသလိုဖြစ်စေကောင်မွန်မြတ်လာတဲ့အလှကြီးတစ်ခုလို့ဆိုရမှာပါပဲဒါအပြင်အလှမကြီးဒေါခင်ခင်ထွေးကတရွာလုံးဟိထနေတဲ့မန်တက်ကြီးထိုးက9ရက်9လီအကျွေးမွေးအခန့်ပွဲကျင်းပပေးသေးတာပါအလက်ချောင်းကျေးရွာတင်မဟုတ်ဘဲအနီးနားမှာရှိနေတဲ့ရွာ9ရွာလူပေါင်း2000စာကိုဒံပေါက်ထမင်းစသဖြင့်အရှံပဲကျွေးမွေးအခန့်သေးတာဖြစ်ပါတယ်ဒါကြောင့်အလှမကြီးဒေါခင်ခင်ထွေးကမြန်မာနိုင်ငံမှာပြိုင်ဆိုင်ရှားအလှမကြီးဖြစ်မှတ်တမ်းတင်ဂုဏ်ပြုစကားတွေပြောပေးလာကြကောင်ဂျပန်အလှတော်ကြီးဖြစ်လဲသတ်မှတ်ထားကြပါတယ်ဒီအပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ